မြန်မာနိုင်ငံမှာကြွက်ခွာနိုင်ငံရဲ့ချဝေးမှာမိသားစုစင်ပြေအောင်လို့ဝရစ်တဲ့ကိုကြိုးစားရှာဝတ်တော်နိုင်ငံကြီးကိုအထင်ကြီးလို့မဟုတ်ရပါပြောလို့လည်းမဟုတ်ရပါဘူးဟာအမေမျောလက်တလုံးအတန်းပညာမပြည့်စုံခဲ့ရဗျာမြန်မာနိုင်ငံမှာထွက်ခွာနိုင်ငံရဲ့ချဝေးမှာမိသားစုစင်ပြေအောင်လို့ဝရစ်တဲ့ကိုကြိုးစားရှာသွားတော်နိုင်ငံကြီးကိုအထင်ကြီးလို့မဟုတ်ရပါပြောလို့လည်းမဟုတ်ရပါဘူးဟာအမေမျောလင့်လို့အတန်းပညာမပြည့်စုံခဲ့ရဗျာလောက်ဆိုချစ်သူလေးလေလွမ်းနေတော့မှာဒါပေမဲ့လေငွေဆိုတော့လူသားပြောလို့နှလုံးသားကိုတည်းချရအောင်မှာသိချင်လို့စားနာပါနိုင်ငံတွေချတော့ရမှာကိုဘလို့လှုပ်စိတ်ချနိုင်မလဲဟာရမလာခင်လေးမှာနေကောင်းမိကြိုးဆိုင်တော့လေလိုက်မောဆက်တဲ့မဖြစ်ချင်တော့ကြီးစုံခဲရင်ဒီပြန်လာမိချစ်တို့ရှိရစေမြန်မာနိုင်ငံမှာထွက်ခွာနိုင်ငံရဲ့ချဝေးမှာမိသားစုစင်ပြေအောင်လို့ဝရစ်တဲ့ကိုကြိုးစားရှာသွားတော်နိုင်ငံကြီးကိုအထင်ကြီးလို့မဟုတ်ရပါပြောလို့လည်းမဟုတ်ရပါဘူးဟာအမေမျောလက်လို့အတန်းပညာမပြည့်စုံခဲ့ရဗျာဒီချိန်လောက်ဆိုချစ်သူလေးလေလွမ်းနေတော့မှာဒါပေမဲ့လေဝိဆိုတော်လူစကားပြောလို့အလုံးသားကိုလည်းကြားရအောင်မှာသိစီလို့စားနာပါနိုင်ငံတွေချတော့ရမှာဘဘလို့လှုပ်စိတ်ကြနိုင်မလဲဟာရမလာခင်လေးမှာနေကောင်းမိကြိုးဆိုင်တော့လေလိုက်မောဆက်တဲ့မပြတ်ချင်တော့ပြေဆုံးခဲ့ရင်ဒီပြန်လာမည်ချစ်တို့ရှိရစေ